တားရီငါတို့မွေးထားတဲ့မြီးကလေးကိုမြို့ကကြီးမှာတွားရောင်းအောင် အဖေသဘောပါပဲ တွားလေ ဆွဲလာမယ်အတူအဖေကိုတင်လာပါလားသူတို့ပြောတာလည်းဟုတ်တာပဲကိုင်းအဖေတက်စည်းမယ်အကျဉ်းနာမဲ့တဲ့အဖိုးကြီးသားကဆွဲရတယ်သူကထိုင်လို့ သူပြောတာလည်းဟုတ်တာပဲဒီတော့သားကတက်စီအဖေကဆွဲမယ်ဟုတ်ကဲ့ဖေ မိုက်ရိုင်းလိုက်တာအဖေအိုကြီးကိုဆွဲခိုင်းပြီးသူကတော့အခန့်သားထိုင်လို့အဖေကသူပြောတာလည်းမမအောင် အမြင်မတော်ဘူးလေဒီတော့နှစ်ယောက်စလုံးစီးသွားကြမယ် တောင်းတော့ကောင်းတာပေါ့ ဟိုမလားဟိုမှာကြည့်ကြစမ်းကိုချင်းစာစိတ်မရှိဘူးမြေးကလေးတနာပါတယ် သူတို့ပြောတာလည်းမှန်တယ်အပြောလွတ်အောင်ညီလေးကိုထမ်းသွားအောင် ကကြည့်ကြစမ်းညီကလူကိုစီးလာတယ် လူတွေရဲ့စိတ်ကိုသားသဘောပေါက်လောက်ပါပြီအားလုံးအကြိုက်ဖြစ်ဖို့ဆိုတာကတကယ်တော့မလွယ်ပါဘူးဒီမှာငါသားကိုယ့်ကိုလိုလားတဲ့သူကအပြစ်ရှိရင်တော့နားလည်ပြီးမလိုလားတဲ့သူကတော့ဘလောက်ပဲကောင်းအောင်လုပ်အပြစ်ပဲမြင်နေမှာဒီလိုဆိုတားဘလို့သဘောရလဲ အရှင်တိုင်းပဲကောင်းပါတယ်ဖေ ဒါဆိုလဲတွားကြပါစို့ တော်တော်ရှုပ်တဲ့လောကကြီးပါလား